အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကကျမတို့ကခွေးတာဝါလေးစုပ်ပတ်ဖြစ်ပါတယ်เนาะဒီခွေးတာဝါကျမလည်းမပြောတတ်လို့ပေါ့နော်ဒီခွေးတာဝါအရမ်းမိုက်တယ်ပေါ့နော်သူဖဲပြားလေးပါပါတယ်ပေါ့နော်သူချစ်တာတော့ဒီလိုပုံစံလေးပေါ့နော်တဆင့်ပေးနော်အဲ့ဒါလွယ်တယ်တဆင့်အဲ့ဒါတဆင့်လို့ခေါ်တယ်အဲ့ဒီပုံစံကိုတဆင့်လို့ခေါ်တာ50အဲ့လိုမျိုးလေးပေါ့နော်ဒါလည်းဆို3ဆင့်ရှိပြီနော်50ဆိုပြရမယ်နော်ချစ်ဖို့ကောင်းတယ်ပေါ့နော်သူ cute တာဝါလေးပေါ့နော်တော့ခွေးပုံစံလေးနဲ့အားချစ်ဖို့ကောင်းတယ်ခွေးပုံစံလေးနဲ့တအားချစ်ဖို့ကောင်းတယ်အဲ့လိုတက်ဟတာပေါ့နော်ဟုတ်တယ်ဘာလို့ခုနလေးကမသွားဆိုရလေအဲ့တော့လည်းဆိုခုနကဖုံးအဲပါတက်နေလို့တက်ပလက်အဲတာတက်နေလို့ရပြီပါပြီးတော့ကျန်50ကျော်ပါ යි အော်ရေထဲမှာအဲ့ဒါမောက်ပြီနော်အဲ့ဒါမောက်ဆက်တော့ညကြရင်ပြန်ရောမလို့အဲ့ကိန်းဆော်မယ်နော်ကျမအဲ့နာမဆော်မယ်အဲ့နာလွယ်တယ် ပြီးအဲ့ဒါလေးတော့ဘောနော်အပူကြပါ sorry ပါဒီမှာခွေးပုံစံလေးချစ်ကြလေးပေါ့